မင်းရဲ့စိတ်ကိုထိန်းချုပ်ပါမင်းကိုမရှာတဲ့သူကိုမရှာပါနဲ့အကျွေးနဲ့ကင်းအောင်နေပါလိုအပ်တာထက်ပိုမပြောပါနဲ့လူတွေကကိုယ့်ကိုမလေးစားတဲ့အခါသူတို့ကိုချက်ချင်းဥပိ္ပခါပြုတ်ထားလိုက်ပါတခြားသူတွေစားတာထက်ပိုမစားပါနဲ့အစားအသောက်ဆင်ခြင်ပါတင့်ကိုယ်တင်ရင်းနှီးမြုပ်နှံပါကိုပြောအောင်ထားပါတခြားသူတွေအကြောင်းအတင်းဖြင့်ပြောခြင်းကိုရပ်တန့်ပါစကားမပြောခင်စဉ်းစားပါလူတွေကမင်းကိုဘလောက်တန်ဖိုးထားတယ်ဆိုတာ80ရာခိုင်နှုန်းကမင်းပါဇက်ကထွက်လာတဲ့စကားလုံး၄သန်းနေပါအောင်မြင်သူတယောက်ဖြစ်ဖို့တင့်ပန်းနိုင်များနဲ့အလုံးရှုပ်ပါစီအချိန်ကိုလေးစားပါလေးစားတန်ဖိုးထားမှုမရှိတဲ့내ပဲလေးစားတန်ဖိုးထားမှုမရှိတဲ့ဆက်ဆံရေးမှာမနေပါနဲ့နေရာပြောင်းရွှေ့လမ်းလျှောက်ပါတင့်ကိုယ်တင်ပတ်စံသုံးတတ်ဖို့အရင်သင်ယူပါလူတွေကမင်းကိုအသုံးပြုဖို့သင်ယူလိမ့်မယ်သို့မဟုတ်ရှာဖွေလိမ့်မယ်ဂိမ်းဆောင်နေမဲ့စားဖက်ချင်းနဲ့လည်းကိုယ့်အည်ချင်းတွေကိုမြင့်တင်ပါလက်ခံသူထက်ပိုပြီးပေးကမ်းသူဖြစ်ပါစေမဖိတ်ခေါ်တဲ့နေရာကိုမတော်ပါနဲ့ဖိတ်ကြားသောအခါမှာလည်းတင့်ရဲ့ကြိုးဆိုမှုကိုလွန်ကဲစွာမပြုပါနဲ့လူတွေကိုသူတို့နဲ့ထိုက်တန်တဲ့ပုံစံအတိုင်းဆက်ဆံပါမင်းမိသားစုကိုအချိန်ပေးတာနဲ့ကလည်းလွှဲရင်တခြားသူတွေအတွက်အချိန်မဖြုံးပါနဲ့ကိုလှုပ်တဲ့အရာကိုကောင်းကောင်းလုပ်ပါမင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ